ယောက်ထဲနေတဲ့အချိန်မှာကိုမတင်ကအများကြီးစိတ်ထဲမှာဝင်လာလိမ့်မယ်ဝင်လာတော့ဘာဖြစ်မလဲဆိုတာယုံကြည်မှုညှော့နေသွားလိမ့်မယ်ယုံကြည်မှုညှော့နေသွားခြင်းအဖြစ်ကဆလုကဘာယောဂရနိုင်လဲဆိုတာစိတ်သက်ကြယောဂအိမ်မက်လေးတွေကိုအမှန်တကယ်ဖြစ်လာတဲ့လမ်းပေါ်မှာငါတို့ကိုဖာကိုစူးစမ်းပြီးတော့တွားရင်ဆိုင်ရမှာပေါ့လှုပ်ဆောင်ရတဲ့ကောင်းကျိုးနဲ့ဆိုးကျိုးaction လုပ်လို့ရှိရင်ဘာကောင်းကျိုးလေးတွေရှိမလဲနံပါတ်1ဟိုလိုရဲ့ target ကိုရောက်နိုင်မယ် action နေလုံးမှနေရဲ့ target မိမယ်အမှန်တကယ်ဖြစ်လာမယ်အမှန်တကယ်ဖြစ်လာတော့နေ့မှာဘာခံစားချက်ရှိလာမလဲဆိုတာယုံကြည်မှုအောင်မြင်တဲ့ခံစားချက်မှာအဲ့လိုမှပေါ်လာမယ်ကောင်းကျိုးနေ့ကဘာကြီးလဲဆိုတော့ဆလူရဲ့အတွေ့အကြုံလေးတွေကိုစုဆောင်နိုင်တယ်你们漏到一堆种西，漏到一堆种，那年西啦没？那么东哈你漏嘛大嘞，空爷说啊西没？你们漏到你空爷你是要哪边买嘞？空爷嘛，没地，一开路行来没收入来么？空爷西嘛大嘞，你也不话蓝翔过标嘞来的，因为西没漏不，漏上去没啥不顺应，但是路嘛偏来嘞，可能标的路空爷钱是你我，收胸多来的，收胸多来多，老板家把样嘞。နောက်သားရမှာ အင်းတော့အဲ့လိုအခုရင်ကိုစီကိုရောက်ခဲ့တယ်ဟိုမှာဖမ်းမိဘူးဟာနောက်သားရလိုက်တာအဲ့လိုလေးပဲဖြစ်လိမ့်မယ်ဒါဆိုချိုတဲ့အဆိုချိုနဲ့ကဘာကြီးလဲဆိုတော့ဆလူကအိမ်မက်ပဲရှိတယ်ဒါပေမဲ့အရှိကိုမရောက်အလကားပဲဘာမှအကျိုးရှိလာမှာမဟုတ်အဲ့နာမှာပဲရက်တန်းနေရဲ့အဲ့ဆိုရင်ဒါကကြီးထွားမှုမရှိဘူးလို့ဆလူပြောလို့ရတယ်ဆိုချိုသုံးကပါလဲဆိုတာကြာလာလို့ရှိရင်ဆလူဘာဖြစ်တက်လာလဲဆိုတာကိုမတင်ခါဖြစ်လာတယ်ယုံကြည်မှုမရှိတော့တစ်ဆက်ကတော့မလေးကြီးကျယ်ပြောမယ်သဘောတရားကအများကြီးပဲဒါပေမဲ့တယောက်ထဲနေတဲ့အချိန်မှာကိုမတင်ကအများကြီးစိတ်ထဲမှာဝင်လာလိမ့်မယ်ဝင်လာတော့ဘာဖြစ်မလဲဆိုတာယုံကြည်မှုညှော့နေသွားလိမ့်မယ်ယုံကြည်မှုညှော့နေသွားခြင်းအဖြစ်ကဆလုကဘာယောဂရနိုင်လဲဆိုတာစိတ်သက်ကြယောဂဒါကဘာလဲဆိုတော့ကိုမကြိုက်ဘူးကိုမတင်ကကိုယုံကြည်မှုမရှိဘူးအဲ့လိုလေးတစ်ဖြည်းဖြည်းဖြစ်လာညှော့နေသွားတဲ့သက်ကြမှုသူ့ရဲ့ဆိုးကျိုးကအရန်ကိုစိုးရတယ်ပေါ့ဒါမလုံဆောင်တာ First step